2 object global ကြီးလည်းရောက်ရှိထားပြီဒီတော့ Huawei ကထုတ်ထားတဲ့ဒါ Matepad 11.5 လည်းတို့ keyboard တွေပါပါတယ်လုံးဝအမှန်ကြီးပေါ့နော်ဒီကောင်းနေသေးတော့ဖုန်းပြောလို့လည်းရအောင်ပဲစင်ကတ်နဲ့လည်းသုံးလို့ရတယ်ပေါ့နော် Wi-Fi နဲ့လည်းရတယ်ဒါမှမဟုတ် Xiaomi တွေကပဲ Wi-Fi only လည်းအဆင်ပြေတဲ့ game ကို share ပေးမယ်ဆိုတော့ညီကိုများအတွက် Xiaomi ရဲ့ Pad 7 Pro ဆိုပြီးကျွန်တော်မှာ share တွေရောက်ရှိထားပြီဗျာဒါဟိုတလောကဆိုရမ်းမေးတယ်ပေါ့နော်မရှိခင်ကရမ်းမေးကြတယ်ကျွန်တော် Xiaomi ရဲ့ Pad တွေ share ရောက်ရှိထားပါပြီဒီကောင်တွေက memory ကလည်းဒါ 256GB ပေါ့ RAM 8နဲ့ memory က 256GB ရမှာလို့ Pro လေးမိုက်ပဲဗျာ recording ကလည်း 144Hz နဲ့ battery ဘာညာ share ချင်းလို့ရပြီဗျာစာတင်စာဘက် game ဆော့ဖို့လောက်ပဲသုံးမယ်ဆိုရင်တော့ကျွန်တော်ကောင်လေးတင်ဆင်ကြည့်တယ်ပတ်တူရဲ့ကျွန်တော် parking လည်းရှိတယ်ပေါ့ကောင်လေးဆို Russia 128ကိုခုနကသိန်းကျော်ကျော်နဲ့ parking plan ဟောင်းမယ်သူကတော့ Wi-Fi only ရမယ်ဗျာဒီကောင်လေးကတော့ပတ်တူမှာ object လို့ပဲကျွန်တော် RAM 256GB စင်းလဲစိုက်လို့ရမယ်ဒီကောင်လေးက9သိန်းကျော်ကျော်နဲ့ရမှာပဲ Huawei လေးရတယ်ကျွန်တော်9သိန်းကျော်ကျော်နဲ့ရမယ်ဗျာ Pad 7လေးကတော့ကျွန်တော်တို့ဒါ 826GB ကိုမှာ20နဲ့မှ8000နဲ့ရမယ် Pad 7 Pro လေးက RAM 256GB ကိုကျွန်တော်ဒီမှာ12သိန်း8000နဲ့ပဲရမယ်ဗျာလုံးဝတန်